အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ E4 ဘောမှာကိုယ်နဲ့လိုက်ဖက်တဲ့ကစားကွက်တစ်ခုကိုတည်ဆောက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကစားသမားတဦးချင်းစီတိုင်းရဲ့ play style ကိုသိထားဖို့ကအရေးကြီးတယ်ဆိုတော့ဒီ play style တွေကိုသိထားမှပဲကျွန်တော်တို့ကဒီကစားသမားကိုခံစစ်ကိုကူစီချင်တာလားဒါမှမဟုတ်လို့ရှိရင်တိုက်စစ်ကိုကူစီချင်တာလားဆိုတာကိုဆုံးဖြတ်ပြီးတော့မှကျွန်တော်တို့ထည့်တင်မထည့်တင်ကိုစဉ်းစားလို့ရမယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကကစားသမားတစ်ယောက်ရဲ့ play style ကိုသိချာသိရတယ်ဆိုလို့ရှိရင်ကိုယ်နဲ့လိုက်ဖက်တဲ့ကစားကွက်တစ်ခုတည်ဆောက်ဖို့ဆိုတာကမခက်ခဲတော့ဘူးပေါ့နော်ကိုယ်စိတ်ကြိုက်ဖြစ်မဲ့ကစားကွက်တစ်ခုကိုတည်ဆောက်ဖို့ကဒီ play style တွေကိုတည်တာဖို့ကလည်းတော်တော်ရေးကြီးတယ်ပေါ့နော်ဒီဗီဒီယိုမှာကတော့ကျွန်တော်တို့ရဲ့ကစားကွက်မှာအဓိကနေရာဖြစ်တဲ့ခံစစ်ကနေပဲစလိုက်မယ်ပေါ့နော် e-football မှာ center back play style တွေက3မျိုးရှိတယ်ပေါ့နော်ပထမဆုံးတစ်မျိုးကတော့ဒါ base back ဒါအထိုင်ကစားတဲ့ center back ပေါ့နော်နောက်ဒုတိယတစ်မျိုးကကြတော့ destroyer သူကကြတော့အဖြတ်တီးတဲ့ကစားတဲ့ center back နောက်တစ်မျိုးကကြတော့ extra frontman ဆိုတာသူကကြတော့ကွင်းလေလောက်ထိကိုတက်ပြီးတော့ဒါ deep line ပုံစံမျိုးနဲ့ဘောလုံးဖြတ်ပေးတဲ့ဒါ center back ခံစစ်ကစားသမားခံစစ် play style 3မျိုးထဲမှာ base back play style ရှိတဲ့ခံစစ်ကစားသမားတွေကဘယ်လိုကစားလဲဆိုတာကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ကျွန်တော်တို့ရဲ့ခံစစ်မှာဘောလုံးရတယ်ဆိုလို့ရှိရင်ဒီ base back CB တွေကပြိုင်ဘက်တိုက်စစ်ကစားသမားတွေနဲ့ခက်ခက်ခွာလေးမှနေပြီးတော့သူတို့ဘောလုံးလက်ခံရယူကိုလွယ်ကူအောင်သူတို့နေတယ်ပေါ့နော်သူတို့ဘောလုံးပေးမယ်ဆိုရင်လည်းအလွယ်ကူပဲပေးလို့ရတယ်တကယ်တော့သူတို့ဘောလုံးရတယ်ဆိုလို့ရှိရင်လည်းကွင်းလည်နဲ့တိုက်စစ်ကိုဘောလုံးတစ်ခါတည်းတန်းဖြန့်လို့ရအောင်သူတို့ position တွေကနေရာယူကောင်းတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကတော့ကျွန်တော်တို့ဘောလုံးရတဲ့အခါမှာ base CB တွေရဲ့ရွေ့လျားတဲ့ပုံစံပေါ့နော်တကယ်လို့ပြိုင်ဘက်ကတိုက်စစ်စင်လာတဲ့ဆိုလို့ရှိရင်ဒီ base play style ရှိတဲ့အထိုင် CB ခံစစ်ကစားသမားတွေကဘောလုံးဝင်လူဖို့ထက်ကိုသူတို့ကဘောလုံးဖြတ်ရတယ်မလုပ်ဘူးသူတို့ဒီခံစစ်စုံကိုပဲသူတို့အဓိကကာကွယ်တယ်ပေါ့နော်ခံစစ်စုံကိုအဓိကကာကွယ်တယ်ဘောလုံးလမ်းကြောင်းတွေကိုလိုက်ဘလော့တယ်ပေါ့ဒီဗီဒီယိုမှာကျွန်တော်ပြတာသလိုပဲဒီ area တွေကိုပို့ပြီးတော့နေရာယူတယ်ခံစစ်စုံကိုသူပို့ပြီးတော့ကာကွယ်လုပ်တယ်ပြီးတော့ဘောလုံးလမ်းကြောင်းတွေကိုသူလှမ်းဘလော့တယ်ဒီစင်တာဘက်တွေမှာဒီဘေးသက်ခံစစ်ကစားသမားတွေကကိုယ့်အတင်မှာလိုအပ်တယ်ပေါ့နော်ဒါမှလည်းကျွန်တော်တို့ခံစစ်စုံကပို့ပြီးတော့လုံခြုံမယ်ပြီးတော့တောင်း true ball တွေပါတွေမျောပေးတယ်ဆိုလို့ရှိရင်ဒီခံစစ်ကစားသမားတွေကနေရာယူကောင်းနဲ့ဒါလမ်းကြောင်းတွေကိုဘလော့နိုင်တယ်ဘေးသက် CB တွေရဲ့အားတက်ချက်ကဘောလုံးကန်တာကောင်းတယ်ဘောလုံးပေးဖို့မှုတွေသူတို့ကောင်းတယ်ဥပမာဘကင်ပေါင်ဝါတို့လိုမျိုးပေါ့သူတို့အားနေချက်ကကြတော့ဘောလုံးမဖြတ်ဘူးဘောလုံးကိုတတိကျသူတို့မဖြတ်ဘူးပေါ့နော်နောက်ပြီးတော့1/1အခြေအနေတွေမှာလည်းသူတို့ကိုကြော်ရလွယ်တယ်အဲ့တော့ကျွန်တော်တို့အသင်းပါကဘေးသက် CB 2ယောက်ကိုတွဲပြီးတော့ထားလို့မရဘူးဒါ CB 3ယောက်တန်3တဲ့လူတွေပဲဘေးသက် CB 2ယောက်နဲ့ destroyer 1ယောက်နဲ့အဲ့လိုမျိုးတွဲတော့ရင်တော့အဆင်ပြေတယ်ပေါ့နော်ဒီတိုင်း4ယောက်3တဲ့ကစားကွက်ဒီမှာဆိုလို့ရှိရင်ဒီ CB 2ယောက်နဲ့ရမှာကဘေးသက်2ယောက်ကိုထားလို့မရဘူးထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘောလုံးအဖြတ်တွေအားနေသွားမယ်ဒီဘေးသက်နဲ့တွဲဖို့အကောင်းဆုံးကတော့ဒါနောက်ထပ် play style တစ်မျိုးဖြစ်တဲ့ destroyer ဒီကစားသမားတွေကကြတော့အဖြတ်တီးတန်းကစားတဲ့ခံစစ်ကစားသမားတွေဒီကစားသမားတွေကကြတော့ပွဲထဲမှာခံစစ်စုံကိုသူတို့ကအကာအကွယ်လုပ်တယ်ဆိုတာထက်ဒီတစ်ဖက်ကတိုက်စစ်စင်လာတယ်ဆိုလို့ရှိရင်ဘောလုံးလက်ခံမဲ့တိုက်စစ်မှုကိုအမာရထာနဲ့ဝင်ပြီးတော့ကြံတန်းဝင်ပြီးတော့ဖြတ်ထုတ်တာအခါတလေဘောလုံးတော့လက်မခံရတဲ့ဘူးသူကဝင်ဖြတ်သွားပြီပြီးတော့ဘောလုံးလမ်းကြောင်းတွေကိုလည်းပိတ်ဆို့တယ်ဆိုတာထက်ကိုဘောလုံးလမ်းကြောင်းတွေမှာဝင်ဖြတ်ပြီးတော့သူဖြတ်လူတယ်ပေါ့နော်အဲ့လိုမျိုးလောက်တာဒါဆိုရ play style ရှိတဲ့ခံစစ်ကစားသမားတွေရှင်းပြောမယ်ဆိုလူချမ်းကြီးတွေပေါ့ဗျာကြံတန်းနဲ့ဘောလုံးဖြတ်တဲ့ကစားသမားတွေဆိုတော့ဒီ destroyer တွေရဲ့အားသာချက်ကကြတော့ကိုယ့်အသင်းမှာဘောလုံးဖြတ်တဲ့တာဝန်ကိုသူတို့အကောင်းယူပေးနိုင်တယ်အားနည်းချက်ကကြတော့ဒီ destroyer ခံစစ်ကစားသမားတွေကဘောလုံးအထိန်သိမ်းညံ့တယ်ပြီးတော့ဘောလုံးပေးရတယ်ညံ့တယ်ဆိုတော့ပေးတဲ့လူမျိုးသူကဘောလုံးထိန်သိမ်းနေဘောလုံးပေးရတယ်မကောင်းဘူးပေါ့နောက်ပြီးတော့ဘောလုံးကိုအဲ့လိုမျိုးဝင်ဖြတ်တဲ့အနေထားမှာဖြတ်လို့ရရင်တော့ကောင်းတယ်ပေါ့နော်ဖြတ်လို့မရပဲပြန်ပဲတိုက်စစ်မှုကဘောလုံးလူထပ်ပေးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခံစစ်မှာက space တွေအများကြီးပေးလိုက်ရတယ်အဲ့ဒီအနေထားမှာကျတော့ခဏကခံစစ်စုံကိုအမြဲတမ်းတာဝန်ယူပေးတယ်ပေးတဲ့ကအဲ့ဒီနေရာကိုအစားထိုးဝင်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ခံစစ်မှာ CP 2ယောက်မှာ destroyer နဲ့ BR ကိုတွဲရတယ်ဆိုတာကအဲ့လိုမျိုးပါဒါဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြထားပေးတယ်ပေါ့နော်ဒါ space တွေပေးလိုက်ရတဲ့အနေထားမှာ BR CP တွေကဘိုးဝင်ပြီးတော့နေရာယူပြီးတာပေါ့နော်ဒီdestroyer ခံစစ်ကစားသမားတွေကဘလုံးဖြတ်တဲ့အခါတစ်ခါတလေမှအောင်မြင်တာရှိတယ်အောင်မြင်တဲ့အနေထားမှာ BR ကသူတေချာပြန်ထိန်းသွားပေးတယ်ပေါ့ပွဲချင်းတွေကိုကိုယ်ကတကယ်လို့ fullback 2ယောက်နဲ့ CB 2ယောက်ဆော့တယ်ဆိုလို့ရှိရင်ဘေးတဲ့2ယောက်ကိုတွဲပြီးတော့မထားနဲ့ပြီးတော့ destroyer 2ယောက်ကိုတွဲပြီးတော့မထားနဲ့ပေါ့နော်ဒီဘေးတဲ့1ယောက်နဲ့ destroyer 1ယောက်တွဲပြီးထားတာကအကောင်းဆုံးပဲအဲ့ဒါကတော့ဒီ center back တွေမှာနောက်ဆုံးကျန်တဲ့ play style တကူကတော့ extra fraud မှာပေါ့နော်
ဒါဗီဒီယိုစမှာပြောခဲ့သလိုပဲဒီကစားသမားတွေကကြတော့ကွင်းလေအထီကိုတက်ကြတဲ့ခံစစ်ကစားသမားတွေအခုဘောလုံးဖြတ်တယ်ဆိုလို့ရှိရင်သူတို့ဒက်ဆွိုင်ယာထက်ကိုအရှိကိုပိုရောက်ပြီးတော့ဘောလုံးပိုဖြတ်တယ်ပေါ့နော်ဘောလုံးလမ်းကြောင်းတွေတားတာလည်းရှိတယ်ဒါပေမဲ့ဒက်ဆွိုင်ယာနဲ့ဘေးအထက်ကိုသူတို့ကဒီအရှိကိုဘောလုံးတက်ပြီးဖြတ်တာအလွန်ကြုံပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ CB 2ယောက်ပဲတုံးတဲ့အနေထားမှာကြတော့ဒီကစားသမားတွေတုံးမယ်ဆိုရင်ကနည်းနည်းတော့သတိထားရတယ်ထူးခြားချက်ကတော့ဒီခံစစ်ကစားသမားတွေကကျွန်တော်တို့ဘောလုံးရပြီးတိုက်စစ်စဆင့်ပြီးဆိုလို့ရှိရင်ဒါကွင်းလေလောက်ထိကိုတက်ပြီးတော့သူတို့ဘောလုံးပေးယူတော့ပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာပြတာဆိုပဲဒါဘက်စတိုနီယာဆိုလို့ရှိရင်ဒါအန်ခါမန်ဖြစ်တဲ့ဒီယမ်မက်ဗီယရာတို့နဲ့ဘောလုံးပေးယူတွေလောက်တယ်ပြီးတော့အရှိကိုလိုက်တက်လာတယ်ပေါ့နော်တော်တော်ကိုမှကွင်းလေကြော်နားထင်းတော့ထိကိုတက်လာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီကစားသမားတွေကကျွန်တော်အကြံပြုချင်တာကတော့ဒါ extra form က CB 3ယောက်တန်3နဲ့ကစားကွက်တွေမှာမှသူ့ထည့်ကစားပါတော့အဲ့ဒါဆိုရင်ပို့ပြီးတော့တင်းတော်တယ်2ယောက်တန်ဆိုရင်တယောက်ဘေးကတယောက်နဲ့ extra form နဲ့တွဲတာပိုကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတက်ဖြတ်နေတဲ့အခါကြာလို့ရှိရင်ဒီခံစစ်စုံကဘေးကခံစစ်ကစားသမားကတာဝန်ယူထားလို့ရအောင်ပေါ့အဲ့တော့ကျွန်တော်တို့ကစားကွက်တစ်ခုကိုတည်ဆောက်တဲ့အချိန်မှာဒီခံစစ်မှာကတော့ကျွန်တော်တို့ပုံတွေတတ်မှတ်ထားလို့ရတယ် play style ကလည်း3မျိုးပဲရှိတယ်ဆိုတော့ကျွန်တော်တို့ CB ဘေးကတယောက်နဲ့ CB destroyer တယောက်ကိုထားပေါ့တကယ်လို့ကိုက3ယောက်3နဲ့ဆိုလို့ရှိရင်ဘေးက2ယောက်နဲ့ extra form မှာထားလို့ရတယ်ဘေးက2ယောက်နဲ့ destroyer ထားလို့ရတယ်ဒါမှမဟုတ် destroyer 2ယောက်နဲ့ဘေးက1ယောက်ကိုထားလို့ရတယ်နောက်ပြီးတော့ extra form မှာ1ယောက်နဲ့destroyer 1ယောက်နဲ့ဘေးက1ယောက်ကို3ယောက်ထားလို့ရတယ် play style တူတဲ့ခံစစ်ကစားသမားတွေကိုသူတွဲထားမယ်ဆိုရင်တော့အားနည်းချက်တွေအချို့တွေရှိမယ်ဥပမာဘေးက2ယောက်ကိုသူတွဲထားတယ်ဆိုရင်ဘောလုံးဖြတ်မဲ့လူကမရှိဘူးdestroyer 2ယောက်ကိုတွဲထားမယ်ဆိုရင်2ယောက်လောဝင်ဖြတ်နေရင်ကိုခံစစ်မှာ speed အများကြီးပေးလိုက်ရမယ် extra ဟိုမှာ2ယောက်ကိုသူထားမယ်ဆိုရင်လည်း2ယောက်လောဟိုကွင်းလက်ဒီသွားနေရင်ကိုခံစစ်မှာခံစစ်စုံကိုကာပါပေးမယ်ခံစစ်ကစားသမားကမရှိတော့ဘူးဆိုတော့ဒါကတော့ info ပေါ်မှာရှိတဲ့ခံစစ် play style 3မျိုးရဲ့သဘောတရားနဲ့သူတို့ပွဲထဲမှာဘယ်လိုကစားလဲဆိုတာကိုကျွန်တော်ရှင်းပြခဲ့ပေးတာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပဲ channel full back တွေနဲ့ဒါကွင်းလက်တိုက်စစ်တွေကိုဗီဒီယိုတစ်ခုချင်းကျွန်တော်ခွဲပြီးတင်သွားပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်